ခုကတော့ night run လုပ်နေပါတယ်ညဘက်ဆိုတော့တိတ်ဆိတ်နေတာပဲအကုန်လုံးအိတ်နေကြပြီဒီချိန်ကိုတယောက်တည်းလမ်းမကြီးမှာဖြုတ်နေတာတကယ်ပြေးလားမပြေးလားအဖို့တွေမပြောဘူးစွတ်ကြဲကိုပဲကြီးလိုက်ချွေးတွေပဲပိုတွေမပြောဘူးနော်တကယ်ဖြုတ်တဲ့ကောင်လေကိုတွေကတယောက်တည်းလေးဖြစ်တယ်ကိုလုံးမကိုရမယ်ဒါပဲကျမရေးဆိုတော့ဘယ်သူမှလာလုပ်ပေးလို့မရအောင်ကိုလုံးမကိုရမယ်မှတ်ထားဒါပဲလူတယောက်ကိုလေးစားလားမလေးစားလားဆိုရင်သူ့ရဲ့ခန္ဓာကိုယ်ကြည့်ကြည့်လိုက်အဲ့ဒါအဖြေပဲကိုရီးယားတော့အများနဲ့ကိုလေးစားဒါပဲပြောချင်တာတော့ဒါပဲအခုဒီနေ့ကျွန်တော်ပြေးတဲ့ night run လေးတော့ပြီးသွားပြီပေါ့နောက်ဆုံးအပိတ်ကိုဗာနဲ့ပိတ်ချင်တယ်ဆိုတော့တတနာတစ်ခုနဲ့ပိတ်တယ်အခုကျွန်တော်ပြေးလာတဲ့လမ်းနားမှာအတူပါတစ်ခုပြေးဆိုလိုရင်းကတော့လူတေသွားတာပေါ့အဲ့ကျွန်တော်တို့လည်းတစ်ချိန်ညရင်တော့အိတ်လန်းသွားရမှာပဲကျွန်တော်တို့လည်းတေရမှာပဲအဲ့တော့ချို့ကပြောတယ်အမင်းအချိန်တန်တေမှာပဲဘာလို့လေ့ကျင့်ငန်းလုပ်လဲပေါ့ကျွန်တော်လေ့ကျင့်ငန်းလုပ်တယ်ဆိုတာမတေဘူးလို့ဆိုလိုတာမဟုတ်ဒါပေမဲ့ကျွန်တော်ရှင်သန်နေတဲ့အချိန်မှာကောင်းကောင်းမွန်မွန်နဲ့ရှင်သန်ဖို့ကအရန်အရေးကြီးတယ်လူတွေတနေ့ပတ်စံရှာရဲဆိုတာကကောင်းကောင်းမွန်မွန်နေနိုင်ထိုင်နိုင်အောင်ကြမ်းကြမ်းမာမာနဲ့ဒီခန္ဓာကိုယ်ကောင်းမွန်ထားနိုင်အောင်လို့ငွေတွေရှာကြတာလေအဲကျမ်းမအောင်လုပ်တယ်ဆိုတော့လည်းအဲ့သဘောတရားပဲအချိန်တန်တော့ခင်ဗျဒီခန္ဓာကိုယ်ကြီးကတော့ပျက်စီးမှာပဲဒါပေမဲ့နေနဲ့ပြတ်မလားမြန်နဲ့ပြတ်မလားဆိုတော့ကိုယ့်ဘောမူတည်တယ်ပြီးတော့ဝေဒနာတွေခံစားပြီးတော့ဘဝကိုဖြတ်သန်းမလားဒါခင်ဗျားရွေးချယ်မှုပဲကျွန်တော်ပြောချင်တာကတော့ဒါပဲ